ရမှုလိုက်ထွေး လူရမှုလိုင်းထွေး ဟုတ်ကဲ့ သုံးဆောင်ဒီသုံးဆောင်ရောက်တာကြာပြီလား လေးလားဆိုတော့ လေးလားကျော် ရုပ်ကံဝင် ရဲဥတန်းဝင်းသုံးဆောင်ပါ တစ်နှစ် နှစ်ဒါဆိုရင်လူရမှုကသုံးဆောင်နဲ့ပတ်သက်မှများဆဆသိချင်ရလိုက်သလား အများကြီးတော့ ဒီသင်ပြထိုက်တာတော့ဒီမှာပေါ့ ဟုတ်ကဲ့အဲ့ဒါတော့ อันต้องริ่งเราพลังงานอย่างเราเท่าเราไหนเท่าเราเรื่องอะไรเนี่ยพัฒนาบาริที่ข้าเลยต้นสังมา ဇက်အားရကျွန်တော်တို့မရောက်ခင်တည်းကဒီမိသက်ကုန်းမှာသူတို့ နေရာอยู่ท่าบิดาအတူတူ ဟုတ်ကဲ့သူတို့ပုံမှန် သက်စာတိုက်ပွဲဖြစ်သွားတော့ဇက်အားလည်းဆုတ်သွားတာလားအတူတူပဲခံစစ်လုပ်တယ်လားသူကတိတန့်ခွဲထိုင်တာလား ဇက်အရာ သူပေါင်းမှနေ ဘူပေါင်းတွေကအစားကြီးရကျွန်တော်မိသက်ကုန်းမှာပဲနေတာ မိသက်ကုန်းမှာပဲနေတယ်သူကသူအောက်ကိုဆင်းတယ်မြို့တွေကိုဆင်းတယ်ပြန်တက်တယ်အဲ့လိုမျိုးသူကလှည့်ကြည့် ဒါဆိုရင်ဇက်အားလည်းပူတွဲမှต้นสังမျိုးလုံချုံကြီးอยู่ထားတာပေါ့ အဲ့လိုပဲရောက်တော့ ဟုတ်ကဲ့ကျွန်တော်တို့တကယ်တိုက်လိုက်တော့မိသက်ကုန်းကနေသူဆုတ်သွားတာပေါ့အဲ့လိုလား ဟိုကဒရုန်းချတယ်ဒရုန်းချတဲ့အချိန်မှာစုတ်တာ ဒါဆိုခမရတို့တက်စာဖောက်သွားတာပဲသူတို့က ကျွန်တော်တို့နဲ့ကျွန်တော်ရဲနဲ့မပေါင်းပါဘူး တက်နဲ့ပုံတာပေါ့ တက်နေမယ်ဆို တန်းနဲ့လည်းသူတို့အောက်ခြေကြီးမပေါင်းဟိုတက်ကပုံမှုနဲ့ပဲသူတို့အဆက်သွယ်လုပ်တာမျိုးသိတယ် ဒါမဲ့လက်နဲ့ကင်အဖွဲတစ်ဖွဲဖြစ်ပြီးမှတက်နဲ့အဲ့လိုတစ်မျိုးထဲမှာအတူနေတယ်ဆိုတော့ပူပေါင်းလို့ပဲလေကျွန်တော်တို့နဲ့ဆိုတွေ့ရင်ပြစ်မှာပဲလေ ဟုတ်ကဲ့ ကျန်တဲ့ကိစ္စတွေအဲ့ဒီကျွန်တော်တန်းဆောင်မတိုက်ခင်တန်းဆောင်မျိုးပေါ်နဲ့တဝိုက်မှာဘင်းခွင်ကောက်တာတို့ကျန်တဲ့အခွင်တွေကောက်တာတွေ ZRA ကိုတာဝန်ပေးတယ်မဟုတ်လားရွာတွေစင်းမပိုက်ဆံကောက်တာတွေ အဲ့ဒါတော့မသိဘူး ဟုတ်လားတရင်စီးတရင်တွေသူတို့ဆင်းနေရတယ်မဟုတ်လားရလား အဲ့ဒါကြောင့်ကျွန်တော်တက်တူမြို့နယ်မှုတွေနဲ့မသိ မြို့နယ်မှုအရင်ကရဲအခုဒီတန်းဆောင်မမြို့နယ်မှုရှိသေးလားရဲမြို့နယ်မှု ဒီမျိုးနဲ့မှုပြောင်းသွားရင်နောက်မျိုးနဲ့မှုကလည်းရောက်တာမကြသေးဘူး အဲ့ဒီမြို့နယ်မှုကလွတ်သွားတာလား ပြောသွားတယ်ဟုတ် ဟိုစုတ်သွားတဲ့တက်တွေနဲ့လားသူ့ဟာသူထွက်ပြေးတာလား သူကသူထွက်ပြေးတာ ဟုတ်လားကျွန်တော်တို့တယောက်ပြည်ရင်လမ်းမှာဖမ်းမိတဲ့လူဟာ ဟုတ်တယ်အဲ့ဒါသူရဲဟုတ် လူရဲ့အုပ် ဟုတ်ကဲ့ဒီတော့နဲ့ရဲဘော်တရား မြို့နယ်မှုကလွတ်သွားတယ်ပေါ့ မျိုးနဲ့မှုတော့တာ မြို့နယ်မှု ဒါဆိုရင်တော့တန်းဆောင်မျိုးမှာ ZRA သူတို့မရှိဘူးစစ်တပ်နဲ့မအတူမတိုက်ဖို့ဆိုသူတို့လင်ပြောတာပေါ့မိတကုန်းကသူတို့ ZRA ပေါ့ ဟုတ်ကဲ့မိသက်ကုန်းက အင်းအားဘယ်လောက်ရှိမလဲစကျွန်တော်တို့စတိုက်တော့က ZRA အင်းအား ရှိရင်30နဲ့40အဲ့ဝန်းကျင်ပဲရှိ 30 40ပေါ့ သူတို့ပုံမှန်အဲ့လောက်ရှိတယ် ပုံမှန်အဲ့လောက် အဲ့လောက်ရှိ အဝင်ထွက်လဲသူတို့ပုံမှန်ရှိတယ် ရှိတယ် ဒါဆိုရင်လင်လို့မရဘူးပဲသူတို့နော်ခင်ဗျားတို့ဟိုရောက်ရင်လည်းမိတင်မိထိုက်တာတွေမိမယ်အဲ့ဒါဘာဖြစ်ဖြစ်ကောင်းကောင်းမွန်မွန်ဖြည်ပြီးပါကျွန်တော်တို့ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် ဟုတ်ကဲ့ ပြီးရင်ကျွန်တော်တို့ကလူတလန်းစင်မလိုက်ဘူးလူတလန်းစင်မလိုက်ဘူးဒါရင်မကဘူးကျွန်တော်တခုပြောမယ်ခင်ဗျားတို့မှာမိသားစုသားသမီးတွေရှိတယ်မိသားစုသားသမီးတွေရှိတယ်ခမရတို့ရဲ့မိသားစုနဲ့ကောင်းကောင်းမွန်မွန်ပြန်ဆုံတွေ့နိုင်ဖို့ဟာဒီတော်လှန်ရေးမြန်မြန်ပြီးဖို့ပဲလိုအပ်တယ်ဘယ်လိုဖြစ်ဖြစ်ခမရတို့ကတိုက်ပြီးမှဟောဖြစ်တာဆိုတော့ဘယ်လိုနေနေမှ CDM အနေနဲ့လက်ခံလို့မရတော့ဘူးလက်ပြောင်းအနေနဲ့လည်းလက်ခံလို့မရပါပဲကျွန်တော်တို့လူသက်လန်းစင်မလိုက်ဘူးအများတော့ကောင်းကောင်းမွန်မွန်ဟောရအောင်လဲဆက်ဆံမှာပါတန်ရရတာတွေစီကိုပေးလိုက်မယ်အမသမားတော်တွေပါရဂိုတွေဆရာဝန်တွေပြီးစုံစုံရှိတယ်ပြီးရင်ကျွန်တော်ပြောသလိုကျွန်တော်တို့တွေဟာတယောက်နဲ့တယောက်တိဘူးတာမြင်ဘူးတာမရှိဘူးရန်ညိုးလည်းမရှိဘူးခိုင်ကိုချက်မတူလို့ဝါရမတူလို့တိုက်ကြတာကျွန်တော်တို့ကပြည်သူလွတ်မြောက်ဖို့အတွက်တိုက်တယ်ခမရတို့ကမင်းအောင်တိုင်းသက်ဆူရှိဖို့အတွက်မင်းအောင်တိုင်းကောင်းစားဖို့အတွက်ခမရတို့ကဘဝရင်းနေကြတာဒီချာလဲစဉ်းစားပေါ့နာမည်တိချပြန်ပြောပြောတို့ရဲ့မို့ သူရမှုလှိုင်ထွေး လိုင်းထွေး ရဲဥတန်ဝင် ရဲအုပ်တန်းဝင်းဟုတ်ကဲ့ပါဘယ်ဇာတိလဲ ကျွန်တော်ဘယ်တော့ ဘလဲဝချင်း
ရခိုင်နဲ့ချင်းနဲ့ ရခိုင်နဲ့ချင်းနဲ့လူရဲမှုကရော ကျွန်တော်မန္တလေးတိုင်းကြောက်တောင်မြို့နယ် ကြောက်ပရောင်မျိုးနဲ့က